Hello ဒီနေ့ဗီဒီယိုလေးကတော့ဂျေဂျူကိုသွားလည်မဲ့ဗီဒီယိုလေးပေါ့နော်ခုကတော့ဆိုးရဲ့ Kinfo Airport ကနေပြီးတော့သွားမှာပါအဲ့ဒါဆိုရင်ဗီဒီယိုလေးကိုဆက်ကြည့်ပေးကြပါအောင် The batteries must be covered with insulating tape or stored in a protective pouch. ဒါကတော့ဂျေဂျူ Airport ကိုရောက်ပြီပေါ့နော် Welcome to Jeju နိုင်တိုင်းဟိုတယ်ပေါ့နော် view ကိုပြလဲ Solo travel ဆိုတော့သွားလာလွယ်အောင်ဂျေဂျူ Airport နာ Ocean Zoo Hotel ဆောင်ငှားလိုက်တာအရင်အဆင်ပြေရပေါ့နော်အကျယ်ကြီးပဲခေါ်တော့ hotel မှာထုတ်ထားပြီးတော့ဂျေဂျူရဲ့နာမည်ကြီး Hamdok ဆိုတဲ့ beach ကိုသွားမှုပေါ့နော် ပင်လယ်စာဆိုင်တွေ့လို့ရမ်းပျော်နေပါပြီစားနေရောက်လာတော့မခဏနေလှလိုက်တာပြည့်စားတော့ဆိုင်နေရတခုမှဒီလိုမျိုးအရင်ဟင်းနေအများကြီးပဲသူတို့ချပေးရရှယ်ပဲကျရောက်လာပြီပေါ့နော်နည်းနည်းလေးဒီမှာကန်းချီဒါကကြတော့ handbook ဆိုလားမသိအဲ့ကန်းချီနာမည်လေးထည့်ထားပေးမယ်အန်ချီအောင်ဘီယာရဲ့ပင်လယ်စာရဲ့နဲ့ရှယ်ပဲပင်လယ်စာလေးဒီဆိုင်လေးနာမည်တော့မဖတ်တတ်ဘူးတွေ့ရတယ်ဝင်ထိုင်တာ ဂျေဂျူရမစားမဖြစ်ကတော့ဒီ upload နီးတွေပါတယ်ပင်လယ်စာဟင်းရေပေါ့နော် နောက်ဆုံးနေဝင်ကပင်လယ်ကြီးနဲ့စမနဲ့ပါရှာနောက်ဆုံးနေဝင်ကပင်လယ်စမနဲ့ဒီလုံးဝဝင်သွားပါပြီပင်လယ်မှာရှာသွားတာကျအောင်လှလိုက်တာနောက်ကကော်ဖီဆိုင်လေးကသူကအရန်နာမည်ကြီးရယ်ကော်ဖီဟိုဘယ်လိုပြောပင်လယ်ကျင်ကော်ဖီတောက်တာညဘက်ကော်ဖီတောက်အိမ်မပြောတဲ့ခါကျကိုရီးယားဘီယာပဲကော်ဖီကဒီနေ့နှစ်ခွက်တောင်ရှိတော့တော့ညနာပါလေဒီ Hamdok beach ကလေးညဆိုရင်လည်းတချင်းဆိုတဲ့လူတွေနဲ့အရန်ကိုပြောဖို့ကောင်းတယ်ပေါ့နော်ဂျေဂျူရောက်လို့ရှိရင်ဒီ beach ကိုလည်းသွားပြအောင်သွားပြီးဆန်းဆက်ကြည့်ပါလို့ ထွက်ချင်အောင်လှလိုက်တာဝါလှလိုက်တာကြည့်အောင် My goodness ဂျေဂျူမှာနေထွက်တာကြည့်ချင်လို့မနက်9 နာရီထားတာလေတန်လိုက်တာတော်တော်လေးကိုလှတယ် လှလိုက်တာရှာနောက်ဆုံးတော့နေရလုံးက sunrise ကအရန်ကိုလာတော့ ဒါတော့ hotel က breakfast ပေါ့နော် breakfast လဲစားလို့ကောင်းတယ်ဒီနေ့ကတော့ရှွန်းကဂျေဂျူရဲ့ tour group ကို join မှာပေါ့နော် East Jeju ကိုလဲမှာပါဘယ်နေရာလဲမလဲဆိုတာလိုက်ကြည့်ပေးပါအောင် one day. So try not to spend all of your energy. tree ပေါ့နော်好我就这家没လှလိုက်တာဒါကတော့ရှွန်းတို့ရဲ့ tour guide ပေါ့နော်သူကဒီမှာ trail ကိုသွားမှာဆိုတော့အချိန်သိမ့်မရတဲ့အတွက်အတူဆုံးလမ်းနေသွားမယ်ဆိုတာမျိုးပေါ့နော်ရှင်းပြနေတာ Now here, ရန်ကိုလှရဒီနေရာလေးကလေကြည့်အောင်နောက်မှာရှီကန်လေးတွေရယ်ပန်းလေးတွေလည်းရှိရယ်ပြီးရင်ဒီနောက်မှာဟိုတောင်ကြီးတော်မြင့်တယ်တောင်လေးမြင်ရဂျေဂျူကတော်မိုက်တယ်စပင်လဲတွေပဲရှိမယ်ထင်တာလေဒီတဘာဝရလည်းရမ်းလာတယ်အခုကတော့နောက်တစ်နေရာသွားတာပေါ့နော်မိုးကနည်းစားရွာလာပါပြီဒီနေရာလေးကတော့ဂျေဂျူးမှာနာမည်ကြီးပေါ့နော်အိုမဲဂီဆိုတာဂျေဂျူးဆန်ရက်လိုမျိုး
လောက်တဲ့နေရာလေးပေါ့အိမ်မှာသွားပြီးရောဆန်ရက်ကိုစမ်းတောက်ကြည့်ရအဲ့ဒါပတ်စံလည်းပေးစရာမလိုပေါ့နော်ဒီဆိုင်လေးကလည်းရမ်းချစ်ဖို့ကောင်းတယ်ဒီဆန်ရက်လေးလည်းတောက်လို့ကောင်းတယ် ပြန်တောက်လို့ကောင်းတယ်ဒါတော့ပြန်ထွက်ပြီပေါ့နော်အဲ့ကနေပြီးတော့ကော်ဖီကန်လေးရမ်းစစ်စရာလေးဆိုယောလာကိစ္စပါလို့ဘောလည်းစိတ်မိုးကြီးကြားမှာလည်းတော့တာ ဒီရွာလေးကတော့ကိုရီးယားဒရမာတွေတော်တော်များများလာရိုက်ကြတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကိုလည်းဝင်ခဲ့တယ်အခုလည်းဒီမှာမူဗီတစ်ခုရိုက်နေရပါတော့ရှွန်းတော့သွားချောင်းနေတာသူကဗီဒီယိုရိုက်ခွင့်မပေးပါဘူးဆိုလို့အဲ့ဒါကတော့ရှွန်းတို့ခရူရဲ့နေ့လည်စာဂျေဂျူး black ပေါ်ပေါ့နော်သူကလည်းနာမည်ကြီးတယ်ဒါတော့လက်ဆောင်ပစ္စည်းအောင်တဲ့ဆိုင်မော်နော်ဒီလိုဒီပုံလေးကဂျေဂျူးမှာဆိုရင်ဟာရူပန်လို့ခေါ်တယ်အဲ့ဒီရုပ်ထုတွေကဂျေဂျူးမှာဆိုရင်ရနာမည်ကြီးရဲ့ပေါ့သူရဲ့ tangerine ရဲ့အဲ့ဒါလေးလည်းလက်ဆောင်ဝယ်ခဲ့တယ်ဒီနေရာလေးကတော့ Welcome to Samdali ဆိုတဲ့ drama ရိုက်တဲ့ Gonchiki ပြီးပေါ့နော်အဲ့ရောက်တဲ့အချိန်မှာလေးလည်းအရန်တိုက်ပြီးတော့မိုးလည်းနည်းနည်းကြာနေဆိုလိုပဲကိုယ်ရုပ်ခိုင်းရပဲရခဲ့ဒါပေမဲ့တော်တော်လေးလှတယ်ဒါကတော့အဲ့ဒီGonchiki ပြီးကနေမြင်ရတဲ့Sunrise Peak ဆိုတဲ့တောင်တက်မှာပေါ့နော်ဒီတောင်တက်တဲ့လမ်းတစ်လျှောက်ကလည်းအရန်ကိုလှတယ်သူတောင်ကြီးပဲတက်ကမဟုတ် view လေးနဲ့ဆိုအရန်ကိုအဲ့ဒီနေရာတော့လုံးဝသွားခဲ့ပါလို့ဒါတောင်ထိပ်ပေါ့နော်ဒီတောင်ရဲ့မြင့်ကတော့182မီတာဆိုအရန်တော့မမြင့်ဘူးပေါ့နော်ဒါပေမဲ့လေတိုက်နေတဲ့အချိန်ဆိုနည်းနည်းလေးပင်ပန်းတယ်ဒါပေမဲ့ view နဲ့တင်အရန်ကိုတန်တယ်ပေါ့ဒါကတော့ဂျေဂျူးကသွားမယ်ဟန်ညော့မြူဇီယံပေါ့နော်ရင်ငုတ်သမားတွေရဲ့သူတို့ရဲ့သမိုင်းကြောင်းတွေကိုရေးထားစိတ်ဝင်စားဖို့လည်းကောင်းတယ်တနာဖို့လည်းကောင်းတယ် One Like Give You Tangerine movie တွေကလည်းကြည့်ပြီးကစားဆိုအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကတော့ဒီနေ့ခီးရဲ့နောက်ဆုံးနေရာပေါ့ဂျေဂျူး Stone Parkဒီဟာတော့ဂျေဂျူး Stone Park မှာရှိတဲ့အတွင်းဘက် Museum ပေါ့နော်အဲ့ဒီမှာဆိုရင်ဂျေဂျူးကဘယ်လိုမျိုးဖြစ်ပေါ်လာလဲဂျေဂျူးကဆိုရင်မီးတောင်ပေါက်ပြီးမှဖြစ်လာဆိုတော့အဲ့ဒီရဲ့ပုံစံကိုပြထားဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်biggest stone. Wow. How long can you hold until your breath falls? It's been too long now. I think that I want a second guess you, a second guess me, a second guess them. Don't second guess me. Live in the moment, 'cause we are so free. And in this moment, life is like a dream. Live in the moment, 'cause we are so free. And in this moment, life is like a dream. So come a little closer, but don't hold your breath. Silence in the background, violence in your eyes now. Remember that time you gave your heart to me. Remember that time when life was like a dream. Connection no. 6တုံးကြီးအကြီးကြီးပဲတော်လေးကြီးမှ6တုံးနေတမီးတော့ပောက်ကွယ်တော့အကြံခဲ့ရပါနော် You know what I know. You know what I know. I need a
အခုလည်းပြီးသွားပြီဆိုတော့ဗောနော်ဒီအိုက်ကဒီကျေသူနိုင်မှာကံမှာချပေးခဲ့အိမ်မှာစားချင်ဝင်ဝယ်မှာဒီမှာဒီလိုမျိုးကပြီးရောင်းနေတဲ့ lobster ဆိုင်တွေလည်းရှိတယ်အဲ့ညာဆိုလူတွေအုံတိုးနေရပဲကျေသူမှာပင်လယ်စာတွေ fresh လည်းဖြစ်တယ်တန်လည်းတန်တယ်ဗောနော်ကျေသူရရင်ပင်လယ်စာတွေလည်းစားခဲ့ပါတော့ကီတို့ဒါပင်လယ်စာတွေသူမှ upload နေရအရန်ကိုနာမည်ကြီးတယ်ပြင်ကျေကျူးရဲ့ black box ကလည်းနာမည်ကြီးတယ်အခုတော့ဘိုင်းဆိုင်လေးဖြစ်လို့ဘောနော်ဒီ lobster တို့ကပြီးရမယ်ဆိုင်မှာစားနေရတဲ့ lobster တစ်ချောင်းမှာအရန်နဲ့လို့ရှိရင်ဆောင်းတော့ဒီကနေဝယ်ခဲ့တယ်အခုကတော့ဝယ်လာရဟိုတယ်မှာစားပြီးတော့အိပ်ပါပြီးအဆုံးထိကြည့်ပေးလို့ကျေးဇူးပါအဲ့ဆိုနောက်ထပ်ကျေးဇူးဗီဒီယိုတွေမှာထပ်တွေ့မယ် bye bye The beauty